Thu đông la ba đa ro đa ni vây ma yo bo tham mâu ba vi Abhidhamma di no ba ti ta du ma no nu de zani Thu đông la ba đa ro đa ni vây ma yo bo tham mâu ba vi Abhidhamma di no ba ti ta du ma no nu de zani Bo Abhidhamma kha ro ni chai jong tui ga Cham ye na long ji xuan pyong phie su yong yao mi sai so yi lai ya Cha ni bhai man ban xiao san ho na gan myo nyao o nat pya ma paung do Dani 86 ကြိမ်ပြက်ကရိန်ဖြင့်အချိန်ရောက်လာယခုခါ၌သုဒ္ဓံလဘာတရောအလွန်တရာကြုံရခဲ့စွာသောဘုဒ္ဓဘာတော်ဒုံလဘောနှင့်ကြုံသောကာလသာသနာချိန်ခါကိုကျိန်လာတွေ့မှရာခဲ့ရ၍အလွန်တရာရာခဲ့ထသောဝိမယောခခဲသဘောနန္နေသောနှင့်ဘုသောမှန်သောရှင်ပင်ဟောမှာတည်သောအရာလွန်စွာသိမ့်မွေပကတိသဘောဆက်ရှင်တော်၍အံ့ဩဝယ်လဲကောင်းပေထသောဝိမယောကဘာတိုင်းလည်းမကြုံခါတိုင်းလည်းမဆုံးတတဝါတိုင်းလည်းမထုံးမို့လုံးစုံပြန်ပြောအံ့ဩပွယ်လဲကောင်းပေထသောအဘိဓမ္မာဒီနောသဘာဝကျုံချုံလုံးစုံဖုံဖုံခွဲထားပိုင်းပြချဖြင့်ဖယားစီနောဟောမိတ်ဖော်သည်ဒေသနာတော်ဥက္ကအဘိဓမ္မာတရားမြတ်ကိုဟောအပ်ခဲ့ရာချိန်အခါနှင့်လွန်စွာတူပြီးအဘိဓမ္မာခါတော်နေ့ကြီးသည်သမုပ္ပါဝီတကြိမ်စိတ်ရောက်တကြိမ်မြောက်ပြေပေါ်ပေါက်ဖြစ်ထွန်းခဲ့ပါပြီသာရုမနောနုရိဇဏီသူတော်စင်စိတ်နှလုံးကိုယူကျုံနှိမ့်ချိုက်တိုက်ရိုက်ပြည့်စေနိုင်လေရှိသောအဘိဓမ္မာဒီနောအဘိဓမ္မာဒေသနာကိုသေချာပြီးအနိဂုံတတ်သည်အမြတ်ထင်ရှားအဘိဓမ္မာခါတော်နေကြီးသည်ကဘာတိလူပြည်လောကလူဌာန၌ဓမ္မနှကောင်းတရားရောင်ဖြင့်ပြောင်းပြောင်းဝင်းဝင်းထွန်းလဲတောက်ပါ၍နေပါသည်တကားတတ္တမသာရဒေဝနာနိမန္တေမသဂရဝါမောရမာနာအကိသန္တုသူနန္တုဓမ္မမௌဓမံတတ္တမသာရဒေဝနာသူတော်စင်များချစ်ကြံပွားသည်တရားနှကောင်းမြတ်လိုက်ဆောင်ကိုအန္တောနိစ္စကြိုးကုန်ကြသည်ဒေဝနတ်မြမာတို့အားသဂရဝါသူတော်ချင်းချင်းသတင်းလွေပေါင်းသင်လေးဖြင့်မမေ့သူမိတ်ဆွေဟူ၍ကြည်ပြူစေရင်ယိုသေးချင်းရှိကြပါကုန်လျက်နိမန္တေမဘောဇင်မြိုက်ခဲဓမ္မပွဲကိုလက်တွဲရွှင်ပြုံးဒုနှလုံးဖြင့်သုံးဆောင်လိုပါစိတ်စောစွာ၍မာရောသာသဂရပါလျက်ဖိတ်ကြားနိမန္ကြပါကုန်၏မောဒမာနဓမ္မမိတ်ဆွေတို့တွေကိုဖိတ်ပေကုန်ဤကွမ်းစီပြီးသောဗိတိစွမ်းဆိုနှစ်လောဝမ်းမြောက်ကြကုန်သည်ဖြစ်၍အခိသန္တု
ဓမ္မစေကြီးတောင်းတိုင်ဟိအောင်ရိုက်တိနေကြဤဒေသသို့ဒေဇထပြောစတကုဖြင့်ဓမ္မဝလာတောင်းစကြမှစောစွာခန္ဓာလာရောက်တော်မူကြစေကုန်သတည်းဩဓမ္မံသုဒ္ဓနေဝိနည်းတို့ထက်အဓိကကဲကျော်သာလုံးမြင့်မြတ်ပေထသောဓမ္မံဓမ္မသင်္ကန်းဒီမှာစပဋ္ဌာန်းကြအောင်ဂံဗီရဗိဓမ္မတရားယရဏကိုသူနန္တုသမစေတတိကိုစီရှိ၍သမာဓိကိုဆွဲမြဲထုံလျက်အာယုန်တပါစိတ်မသွားပဲထောင်နာစိုက်တော်မူကြပါစေကုန်တတိသာဓုသာဓုသာဓု